အားလုံးပဲငြိမ်လာပါစတကားပေါ့ကတ်ကနေပြီးတော့ကျန်နေကြိုလိုက်ပါတယ်ဒီနေ့ပြောချင်တဲ့ကြောင်းရင်းလေးကတော့ဧကနိပတ်မှာလာတဲ့ကထာဝဟာနှံ့ဆက်ကိုပြပြပေးသွားခြင်းပါတယ်ခါရဘာမှာမြတ်စွာဘုရားခြေတုံအကြောင်းမှာသတင်းတောင်းနေတဲ့မှာဝါဒဘခတ္တိယမိပြောင်းအကြောင်းပြုပြီးတော့ခေါ်ရမှုတယ်ဝါဒဘခတ္တိယမဟာနန္ဒကိဝင်းမင်းရဲ့သမီးဖြစ်နာဂမုံနာမြည်ရှိတဲ့ကျော်မကနေပြီးတော့ဝါဒဘခတ္တိယကိုဝေးဖွားတယ်တာကိဝင်းမင်းသွေးပါပြီးတော့အလုံးနဲ့ချုံမောလာပါတယ်ရည်ရည်တိမ်မွေနဲ့ပညာဉာဏ်နဲ့ထက်တယ်တာကိဝင်းကဝါဒဘခတ္တိယကိုတာကိသွေးဆိုပြီးတော့ဒီမှမပြုတ်ကြအောင်ဝိုင်းပြီးတော့ပေးကြတယ်မြတ်စွာဘုရားတာဝတိပြည်မှာသတင်းသုံးနေတဲ့အခါမှာရဟန်းတော်တွေကရလာတဲ့စွမ်းမောစဉ်တွေကိုဝိတာကအကြောင်းပါနေနဲ့နာတပိန်တတိတို့ရဲ့အိမ်မှာပဲသတင်းသုံးပြီးတော့ဆွမ်းစားခြင်းအမှုကိုပြုဝိတာကနာတပိန်တို့အတွက်အမြင်နဲ့မရှိအောင်သာသနာမှာကြည်ရတဲ့တပည့်တပန်းတွေကိုရဟန်းတော်များကိုဆောက်ရှောက်စီတယ်ကုသရမင်းကလည်းမြတ်စွာဘုရားနဲ့ရဟန်းတော်တို့ကိုဝိတာကတို့နာတပိန်တို့ကဲ့သို့တရင်တနည်းကြောင်းဝင်လူစိတ်ရှိနေ့စဉ်ရဟန်း900ကိုပြင်ပြီးတော့မန္တကြီးထုတ်ပြီးတော့ဆွမ်းလောင်းလို့ကုသလမင်းရဲ့ဝန်ထမ်းတွေကရဟန်းတော်တွေပေါ်မှာစေတနာမပေါ့မင်းကြီးအမိန့်ရတာပြုစုနေရတဲ့သူတွေဖြစ်တယ်အဲ့တော့ရဟန်းတော်တွေနဲ့ဒီနေ့မရှိတော့ရဟန်းတော်တွေကဒီစွန်းတွေကိုခံယူပြီးတော့ဝိသကနာလပိန်တို့နဲ့ခြားကြောင်းနေတဲ့အိမ်တွေကိုပဲတွားရောက်ပြီးတော့ဆုံးမှုပေးကြတယ်ပေါ့ကုသလမင်းကသူ့ရဲ့ဆွမ်းစားစရာမှာရဟန်းတော်တွေမကြွတာကိုတတိထားမိပြီးတော့တနေ့ကမြတ်စွာဘုရားတောင်ကိုတွားပြီးတော့ရှင်ဘုရားစားတော်ဘောဇင်တို့ကဘယ်ဘောဇင်ရတာရှိပါတယ်လဲဆိုပြီးတော့သူကရှော့တယ်အဲ့မြတ်စွာဘုရားကလည်းမင်းကြီးအကျုံးဝင်တော့သူတို့တန်းနေပြီးတော့ဘောဇင်ကလွန်ရတာရှိတယ်အနေငယ်တော့ပေါ့ဦးကြီးမြအကျုံးဝင်တဲ့သူတွေကလူရတဲ့အခါမှာအလွန်ချုံမြင်နေဆိုပြီးတော့မိန့်တော်မူတယ်မင်းကြီးကအဲ့ဒါနဲ့ရှင်ဘုရားရဟန်းတို့ကအပေသူနဲ့အကျုံးဝင်မှာတနည်းဆိုပြီးတော့မိလျှော့ပြန်တယ်အဲ့ရဟန်းတို့ကဆွေမျိုးဒီနေ့၎င်းဒီတက္ကီဝင်မျိုးနဲ့ဒီနေ့၎င်းသူတို့ကအကြောင်းဝင်နေဆိုပြီးမြင်ကြတယ်အဲ့ဒီနောက်မှာကောသလမင်းကြီးကတက္ကီဝင်နဲ့မင်းသမီးတစ်ပါးကိုဆောင်ယူပြီးတော့မိဖုရားကြီးကမှထားရမယ်ဆိုရင်မြတ်စွာဘုရားတော်နဲ့ဆွေမျိုးတော်ပြီးတော့ရဟန်းတော်တို့နဲ့ပါယနေ့ကြောင်းဝင်နေမဲစီပြီးတော့သူကတက္ကီဝင်မင်းသမီးတစ်ပါးကိုပေးဆံရန်ဆိုပြီးတော့ကပိလဝတ်ပြီးတော့တမန်တော်စီလွတ်ကပိလဝတ်ပြီးဒီမဟာနမင်းကြီးကလည်းမပေးမယ်ဆိုရင်စစ်မတ်ကြီးရောမျိုးနယ်ပြက်ကမင်းကြီးရောကြောင့်ဒီတက္ကီဝင်တို့နဲ့တိုင်ပင်တယ်တော့မဟာနမင်းကြီးကဒီနာမုံနာဂျုံမတော်ကနေမွေးပါတဲ့အသက်16နှစ်ရွယ်ရှိတဲ့ဝါဒဘခတ္တိယမင်းသမီးကိုပေးလိုက်ကြရတယ်ဝါဒဘခတ္တိယလည်းသူ့ရဲ့အဖေသူရတက္ကီဝင်မင်းမျိုးဟုတ်လို့တော်လည်းတည်းဖြစ်တယ်ပေါ့ကောသလမင်းကြီးဝါဒဘခတ္တိယမင်းသမီးဝါဒဘခတ္တိယမင်းသမီးကိုသူကအလွန်ညနိုးပြီးတော့မိဖုရားရမှာထားတယ်နောက်တော့သားတော်ဒီတစ်ပါးထုံလာဘိုးတော်မဟာနမင်းကြီးတောင်သူကအညီတောင်းစီပြီးတော့မင်းကြီးကမိတခုမဲ့လိုက်တယ်ပေါ့ဝိရှဒူပဆိုတဲ့နာမည်နဲ့သူအသက်16နှစ်မှ16နှစ်ကိုရောက်လာတဲ့အခါကျလို့ရှိရင်ဘိုးတော်မဟာနမင်းနဲ့ဆွေမျိုးကြီးကဲတို့ကရော်ရန်ဆိုပြီးကပိလဘောတခန္ဓနာလာတယ်ပေါ့တကီဝင်ကြီးကဂျုံမျိုးဆိုပြီးတော့နှာခေါင်းချုံကြတယ်မလွဲမချောင်လားဆက်ဆံကြတယ်ဝိရှဒူပအပြန်မှာတကီဝင်ကြီးကဝိထတူပါထိုင်နေကျမ်းမြေကိုကျွန်းတော်နဲ့ဆိုပြီးတော့လို့ရင်းနဲ့ထိချကြတယ်အဲ့ဒီကြောင့်ဝိထတူပါလက်ဆွဲတစ်ဖက်တယောက်ကနေပြီးတော့အစင်ကြားရတဲ့အချိန်မှာဝိထတူပါဒေါသဖြစ်နေတည်ရမယ်ဆိုပြီးတော့ခြေထဲကိုကျုံးသွားတာတယ်ပေါ့အဲ့လိုနဲ့တာဝတိပြည်ကိုပြန်ရောက်တဲ့အခါမှာခြေနေရတော့စိုးသွားတယ်ကပိလုကိုဒီတကီဝင်ကြီးကဒီမတူတဲ့ပုံစံမျိုးနဲ့ဆက်ဆံနေတာကိုဒီဝါဒဘခတ္တိယဒီကြုံမမွေးတဲ့သမီးကိုတာကီဝင်အစ်စ်လို့ဒီကလေးလေးပြားလိုက်ရောင်းလို့နော်သူတို့ကဒီနန်းတွင်းတစ်ခုလုံးအော်တော်နေဖြစ်ခဲ့ရတယ်ဝါဒဘခတ္တိယနဲ့ဝိဇ္ဇတူပါတို့ကမျက်နှာမပေါ်ရအောင်သူရှက်နေကြတယ်ပေါ့အဲ့ဒီကြောင့်ကောသလမင်းနာပေါက်ကြတဲ့အခါမှာကောသလမင်းကြီးရှက်တော်သားဖြစ်လုံးပြီးတော့ဝါဒဘခတ္တိယနဲ့ဝိဇ္ဇတူပါတို့ဒီရရနေသူကလှုပ်ပြီးတော့ကျော်စင်ထဲမှာပဲသူ
နှိမ့်ချထားလိုက်တော့တယ်စင်ကြုံတရားထားနိုင်တဲ့ဝါသဘာခတိကမိဖုရားကြီးအနေနဲ့ပေါ့နော်လောကနာကိုခန္ဓာရင်ဆက်ရှိရတဲ့အောင်သူကမိယိုမင်းလွင်ဖြစ်တဲ့ဒီဝိထတုပါအနေနဲ့ပောက်ကွဲလာလက်ချက်တော့ဒီရှာတော့ကကြောင့်ပေါ့နော်တနေ့မှာတာဝတိနာကိုမြတ်ရောက်ယူမယ်ဆိုပြီးတော့သူကစိတ်ထဲမှာရှိတယ်မင်းဖြစ်ရမယ်ဆိုရင်မိမိကဒီမတူတူမတန်သလိုပေါ့နော်ဆက်ဆံခဲ့ကြတဲ့တတိဝင်တစ်မျိုးလုံးဘယ်ကြောင်းသွေးကိုချမ်းမြင်နေစီးပြမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့လိုလည်း2 ရက် 3 ရက်ကြာတဲ့အခါမှာမြတ်စွာဘုရားကိုသလမင်းတောင်ကြွားတယ်ကိုသလမင်းရဲ့မြတ်စွာဘုရားကိုရေခိုးပြီးတော့ရှင်မြတ်တို့ရဲ့ဆွေမျိုးတို့တွေကကျောင်းမမူရဲ့သမီးကိုပြီးတော့တပည့်တော်ပြီးတယ်ပေါ့အဲ့တော့ဝါသဘာခတိယနဲ့တာဝိထတူပါလို့အကျုံဖြင့်ခြားလာလိုက်ပါလေဆိုပြီးတော့ရှောင်းလာတယ်မြတ်စွာဘုရားအဲ့လိုနဲ့မကြီးတာကူမင်းတွေကမပြုတ်တဲ့စီကိုပြုတ်ပြီးတယ်ပြီးရင်လည်းတူတဲ့မျိုးကိုပဲပြီးတဲ့တယ်ဆိုပြီးတော့မိန့်တော်မူပြီးတော့မကြီးဝါသဘာခတိယရဲ့ဖခင်ကသူလေနော်ရှင်မရမဟာနန္ဒကီဝင်မင်းဖြစ်ပါတယ်ဝါသဘာခတိယရဲ့မင်းရဲ့သမီးရဲ့ဒီသူကပြောရချိန်မှာသူကမင်းရဲ့သမီးကမင်းတောင်ပဲဆက်တာပေါ့ဖာမျိုးကအဓိကမဟုတ်ဘူးလားလို့ပြောရချိန်မှာမှန်တော့ပါဗျာပေါ့နော်အဲ့မင်းကြီးကျော်မရဲ့သမီးကဖြစ်ပြင်မဲ့လေမင်းကြီးရဲ့နန်းတော်မှာဘိသိက်ခွန်ခံထားရတယ်လေဒါတော့ဝိထတုပါကလည်းရင်းမြူဆိုးရတဲ့မင်းကိုသူကဆွဲနေတော့ဒီတာဘဲကြောင့်အဖဥစ္စာဖြစ်တဲ့အတိုင်းပြည်ရဲ့နိုင်ငံအရှင်မဖြစ်ကမှလေမိမျိုးအကြောင်းမဟုတ်ဘူးအဖမျိုးကအဓိကဖြစ်တယ်မလားလို့ကပြောချင်အဖမျိုးကအဓိကဖြစ်တဲ့အကြောင်းလေရှင်းပြရှိတွေကဒီတခဏမြနေတဲ့မရဖြစ်တဲ့ထဲဝင်မိမကိုပဲသူအမိဖုရားကြီးပေးခဲ့ဘူးကုန်တယ်ပေါ့ဒီထဲဝင်မိမမှာဝမ်းနိုင်လွယ်တဲ့မူရတဲ့အသားကိုလေဆက်လက်ယူတာရှိတဲ့ဘိုင်နတီပြည်ကြီးမှာတော့မင်းဖြစ်ပေးရပြီးတော့ပထဝါနှမင်းဟူပြီးတော့ထင်ရှားဖို့ပဲကြောင်းတရက်ကလေးပေးပြီးတော့မြတ်စွာဘုရားဒေသကိုပြန်ပြီးဟောကြားတော်မူတယ်တခါတော့ဘိုင်နတီပြည်ပြမတဲ့မင်းဆိုးတယ်မှာပြမတဲ့မင်းကချွေရန်နေနဲ့ဥယျာဉ်တော့လှစ်လေပြီးတော့တီးပွင့်တော့ဟောကြားတယ်ဒီကိုလေးလှစ်လေပြီးတော့ဥယျာဉ်တော့မှာလှစ်လေပြီးတော့လက်ပတ်နေတဲ့အချိန်မှာတချင်းဆိုတဲ့ကိုကြားပြီးတော့ဒီတန်လေးကရောင်းတာရလာတယ်ဆိုပြီးတချင်းတန်ကြားတဲ့အချိန်မှာလှည့်ပြီးတော့ချောင်းကြည့်စင်းရသူမလေးတယောက်ကထင်းကိုင်းနဲ့ချင်းဆိုနေလက်ပတ်တင်မှုရဲ့အိမ်လူရှင်မင်းကလေးရတယ်သူကဒါတမတ်တတိအမှန်တည်းပြီးတော့တုံးနေတော့မရှောင်းမင်းကြီးကတန်ဝါဒပို့ပြုတ်လိုက်တယ်အဲ့ကနေ့မှာဘုရားလောင်းအထင်းကိုမင်းကဘုရားလောင်းကဒီထင်းကိုမင်းမရဲ့ဟောမှာပရိသေတဲဘုရားလောင်းရဲ့ဆိုရင်ထင်းကိုမင်းမှာကိုဝန်တဲ့ဖြစ်ဖို့မင်းကြီးကိုသူတီတော့ပြလိုက်တယ်ကိုဝန်တဲ့နေပြီကိုဝန်ရှိနေပြီအဲ့ဒါပြင်မင်းရဲ့သူ့ရဲ့လက်စုပ်ကိုချုပ်ပြီးတော့သမီးမင်းကလေးမွေးမယ်ဆိုရင်လက်စုပ်ကိုရောင်းပြီးတော့ရင်းနှီးမြှုပ်နှံတားရုပ်ကလေးမွေးမယ်ဆိုရင်တော့လက်စုပ်ကိုယူပြီးတော့ငါထောက်ဒါလေးကြလို့ဆိုပြီးတော့လီအဲ့တော့ဘုရားလောင်းဟောမြင်တိဝင်မိန်းမသူ့ရဲ့တောင်းတားလေးကိုသူကဟောမြင်တဲ့အချိန်မှာပဲတားလေးကိုဂျုံနဲ့ပတ်ပြီးတော့နန်းတော်ကိုဝင်နေရှင်မင်းကြီးရဲ့သားပါရှင်မင်းကြီးသားတော်လေးမူဖလာတယ်သားတော်လေးပါဆိုပြီးတော့လျှောက်တယ်ပေါ့ဘင်းရဲ့ပြိတ္တပုံလေးမှာဆက်သွားတယ်ပေါ့ဒီမင်းကြီးပြန်ငါ့ကိုအဲ့လိုမျိုးလာပြောလာလားဆိုပြီးတော့ဘာမှမဟုတ်ဘူးဆိုပြီးတော့သူကပြောဆိုလိုက်တယ်ထိခွေမိန်းမမင်းကြီးပေးတဲ့လက်စုပ်ပြတယ်ဟိုမင်းရဲ့ထက်ပြီးတော့ညင်းတယ်ဒါငါလက်စုပ်မဟုတ်ဘူးလုံတော့လုတ်ပြီးတော့ဗောနော်မင်းကြီးကအကြောက်ပဲညင်းတယ်အဲ့ဒီခါမှာထိခွေမိန်းမငိုပြီးတော့ရှင်မင်းကြီးအဲ့လိုညင်းနေမယ်ဆိုရင်ကျွန်တော်မှသစ္စာပြုခြင်းကလွဲပြီးတော့အခြားတည်းရှိတော့ဘူးဒီတငယ်ရာရှင်မင်းကြီးရဲ့သားမှန်ခဲ့ပါမယ်ဆိုရင်ကောင်းကင်မှာဒီပါလေးသားဆိုပြီးတော့သူကရောက်တင်လိုက်တယ်ချက်လုံးနဲ့ချောင်းလေးပိုင်ပြီးတော့နော်အဲ့ချိန်မှာဘုရားတော်လေးထဲမှာဖွဲ့ဝေးပြီးတော့တာရတဲ့တန်တွေပဲခမဲတော်တရားဟောတယ်ထူးဆန်းတယ်ပေါ့နော်မင်းကြီးကျွန်တော်ကရှင်မင်းကြီးရဲ့သားစစ်ပါကျွန်တော်ကိုမွေးပြီးတော့မှုပါခြားသူများကိုပဲမွေးမြူနိုင်သေးတယ်မိမိရဲ့အသားကိုပေးချမွေးပါလေဆိုပြီးတော့ပြီးအဲ့ချိန်မှာမင်းကြီးကအသားလေးလာတော့လက်ဆန်တမ်းပြီးတော့ကောင်းငယ်နေပြီမင်းကြီးရဲ့ရင်ခွင်မှာတီးစီတယ်ပေါ့မင်းရဲ့ထင်းခွင်မိမကိုလည်းမိဖုရားကြီးကမှထားရတယ်တော့ဘုရားလောင်းကလည်းအရှင်မင်းဖြစ်ကိုရောက်သွားတယ်နဲ့အဖလွန်လို့ရှိရင်ကထဝါနာဆိုတဲ့သူကအမိကိုမဲ့စီတယ်ပေါ့
ဘုရားစကားကိုနာကြားရတဲ့အချိန်မှာကောသလမင်းကြီးကမြတ်စွာဘုရားတရားစကားကိုနာကြားပြီးတော့သူကဖာမျိုးရင်အဓိကဖြစ်တယ်ဆိုတော့တာမီနှစ်ယောက်ကိုပဲသူကပြီးမြဲတဲ့အတိုင်းအဆောင်ရောက်နေစီးတင်နေပြန်ပေးမိဖုရားရာလေးပြန်ပေးအားရလူလေးပြန်ပေးပြီးတော့နောက်ဆုံးတောဝတိနန်းတွင်သူနန်းတွင်သားတွေကပဲမြတ်စွာဘုရားရဲ့မျိုးဖာမျိုးတာပဒနာဆိုရယ်တရားကိုနာကြားပြီးတော့ပဲသူကသူတို့ရဲ့တာသမီဒီအပေါ်မှာပဲတန်ကြခဲ့နော်ဖို့ရတာဒါဆိုဆက်ဆံတော့ကြတော့လေစသိတဲ့အခါမှာမိယာမေရောမာယာဖြစ်တယ်အဖသူတို့တနာမင်းဖြစ်တယ်ကထဝါနာဆိုရဲလူတွေနေရတော့ငါဘုရားဖြစ်တယ်ဆိုပြီးတော့ဇက်ကိုပေါင်းလိုက်တယ်ဒီဇလီကနေပြီးတော့တခုခုကလည်းမေလို့ပြောလင်းမိပါတယ်ဘာလို့ကျေးဇူးတင်ပါတယ်